solar plant တစ်ခုမှာတော့အဓိကပါဝင်တဲ့အစိတ်ပိုင်းတွေကတော့solar panel ပေါ့ solar panel ပါမယ်ကျွန်တော်တို့ mounting structure ပေါ့ဒီကောင်ကတော့ကျွန်တော်တို့က ground mount type ဖြစ်တဲ့အတွက်ကျွန်တော်တို့ mounting structure ပါ mounting structure ပါမယ်ကျွန်တော်တို့အောက်က foundation ကတော့ကျွန်တော်ဒီ site မှာတော့ကျွန်တော် screw piling system ကိုသုံးထားပါတယ်တကယ်လို့ညီကိုတို့က root dot ဆင်မယ်ဆိုရင်တော့ဒီကျွန်တော်တို့ mounting structure design ပြောင်းသွားပါမယ်ပြီးရင်ကျွန်တော်တို့အဓိကကျွန်တော်တို့ solar panel မှာအဓိကတော့ DC wire ပါကျွန်တော်တို့ panel တစ်ခုနဲ့တစ်ခု series ဆက်မယ်ကိုလိုချင်တဲ့ output ဘိုးတွေရဖို့အတွက်ကိုကျွန်တော်တို့ inverter ပေါ်မူတည်ပြီးတော့ inverter လက်ခံတဲ့ allow တွေပဲဘိုးတွေရဖို့အတွက်ကိုကျွန်တော်တို့လိုအပ်တဲ့ကျွန်တော်တို့ solar panel တွေကိုseries ဆက်မယ်ပြီးရင်ကျွန်တော်တို့ inverter ရဲ့ MPPT မှာသွားပြီးတော့ကျွန်တော်တို့ connection ဝင်မယ်နောက်တစ်ခုကတော့ solar system မှာအရေးကြီးဆုံးပိုင်းဖြစ်တဲ့ inverter ပါဒါတော့ inverter ပါနောက်တစ်ခုကတော့ကျွန်တော်တို့ solar panel ကထွက်လာတဲ့ DC cable combiner ပေါ့ပါနောက်တစ်ခုကတော့ကျွန်တော်တို့ AC back channel မှာရှိတဲ့တချို့ကလည်းခေါ်တယ် AC combiner ပေါ့ပါကျွန်တော်တို့ဒီ inverter brand ကတော့ Huawei မျိုးစားကျွန်တော်တို့grid connected inverter ပါကျွန်တော် pure grid connected inverter ပါကျွန်တော်တို့ AC power မရှိရင်ကျွန်တော်တို့ solar PV power လဲကျွန်တော် generate လုပ်လို့မရပါဘူးပထမဦးဆုံး inverter ကနေပြီးတော့ကျွန်တော်တို့ AC power ကို reference voltage ဖြစ်ယူပါတယ်နောက်ပြီးမှကျွန်တော်တို့ solar panel solar output string တစ်ခုချင်းစီကိုကျွန်တော်တို့ automatically synchronize လုပ်ပေးပါတယ်အခုမြင်တွေ့ရတဲ့ device လေးကတော့ကျွန်တော် smart logger နဲ့ဒီဘက်ကenergy meter ပါကျွန်တော်တို့ fusion solar software နဲ့ကျွန်တော်တို့ဒီ solar ရဲ့ operation ကိုကြည့်လို့ရအောင်စင်တာ device လေးပါ